What is Botox ကျမတို့အများအားကြားနေရတဲ့ Botox ဆိုတာကတော့တကယ်တော့ protein တစ်မျိုးဖြစ်ပါတယ်အရေးကြောင်းနေဆိုတာကြတော့ကျမတို့မျက်နှာမှာဒီကြွက်သားလှုပ်ရှားမှုကြောင့်သူကအဓိကပေါ်လာတာဖြစ်တယ်အဲ့တော့ခုနကပြောတဲ့ဒီ Botox ဆိုတာကြတော့ဒီမျက်နှာပေါ်မှာ overactive ဖြစ်နေတဲ့ muscle တွေကိုသူက short ချပေးတယ်သဘောကတော့ဒီအရေးကြောင်းနေဖြစ်စေတဲ့ကြွက်သားတွေကိုသူကခဏအနားပေးလိုက်တဲ့သဘောဖြစ်တယ်အဲ့တော့တချို့ကလည်းပြောတယ် Botox ထိုးပြီးသွားလို့ရှိရင်မျက်နှာသေးကြီးဖြစ်သွားလိမ့်မယ်မထိုးနဲ့ပေါ့နော်အဲ့လိုပြောကြတယ်အဲ့တော့ဒါကဘာလို့ကြောက်လဲဆိုလို့ရှိရင်ထိုးတာမမှန်လို့ဖြစ်တာပါအဲ့တော့ Botox ကိုမှန်ကန်တဲ့နေရာမှန်ကန်တဲ့ဆေးပမာဏမှန်ကန်တဲ့ကုသမှုနည်းလမ်းကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ Botox ကသင်ရဲ့မျက်နှာကိုအရင်ထက်ပိုပြီးတော့လန်းဆန်းပြီးတော့လှပနှုတ်ပြစေမှာပါနောက်ဗီဒီယိုမှာလည်း Botox နဲ့ပတ်သက်ပြီးတော့ sharing လေးထပ်လုပ်ပေးမှဖြစ်လို့ကျမရဲ့ channel လေးကို follow လေးလုပ်ပေးခဲ့ပါနော်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ